အားလုံးပဲမင်္ဂလာပါခင်ဗျာ channel ရဲ့ပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့မနေ့တော့ချနာပူရီဝါဖမပူကိုရောက်တယ်1939ကနေ1945အတွင်းမှာရှိရဲကျွန်တော်ချွေးသက်သားတွေနော်ပြောမယ်ဆိုရင်ကျွန်တော်ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာကျွန်တော်တို့ဂျပန်တွေကချွေးသက်သားအနေနဲ့ပြည်သူ့နိုင်ငံဇန်ကိုရထားလမ်းပေါက်ဖို့ချွေးသက်သားတွေအနေနဲ့စုဆောင်းတဲ့နေရာမှာကျွန်တော်တို့ Dutch လူမျိုးတွေနဲ့အမေရိကန်လူမျိုးတွေအများစုပါတယ်နောက်တစ်ခုကကျွန်တော် local မြန်မာနိုင်ငံလူမျိုးတွေလည်းပါတယ်ပြီးတော့မြန်မာနိုင်ငံလူမျိုးတွေလည်းပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီထိုင်းလူမျိုးတွေလည်းပါတယ်ပေါ့နော်ဒီတုတ်တန်ကတော့ကျွန်တော်တို့ Dutch လူမျိုးတွေနဲ့ကျွန်တော်တို့အမေရိကန်လူမျိုးတွေအများစုပေါ့နော်45မှာဒီတော့တင်မင်းတော်မှာရထားလမ်းဖောက်ဖို့အတွက်ဟိုပါပေါ့တော့မယ်ဆိုရင်စုဆောင်းခံရတာပေါ့နော်စုဆောင်းခံရတာ Dutch လူမျိုးတွေရဲ့အမေရိကန်လူမျိုးတွေရဲ့အများစုပေါ့ပြီးတော့ဒီဆိုရင်ကျွန်တော်တို့ဒါ Dutch လူမျိုးတွေပါတယ်အမေရိကန်လူမျိုးတွေပါတယ်ပေါ့နော်အဲ့တော့ဒီမှာကိုတော့ဒီတမိုင်းကြောင်းကိုကျွန်တော်တို့လေ့လာကြည့်တဲ့အချိန်မှာဘာတော့တွေ့ရလဲဆိုတော့ဒီမှာရှိတဲ့ဒီဆုံးတဲ့လူတွေတုတ်တန်လုပ်ထားတဲ့လူတွေကချွေးသက်သားအနေနဲ့ကျွန်တော်စုဆောင်းခံရတယ်ပေါ့နော်ချွေးသက်သားအနေနဲ့စုဆောင်းခံရတယ်စုဆောင်းခံရပြီးတော့မှထပ်ပြီးတော့ဒီမှာပဲနှိမ့်မနှိမ့်ဆက်တာပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တင်မင်းသမိုင်းရထားလိုင်းဖောက်တော့လူတွေတည်တယ်ဝမ်းယောဂါနဲ့လည်းတည်တယ်အခြားသောယောဂါတွေနဲ့လည်းတည်တယ်ပေါ့နော်တည်တော့ဒီတည်သွားတဲ့လူတွေကအဲ့လိုပေါ့အတင်းအဓမ္မချွေးသက်သားအနေနဲ့ဂျပန်လူမျိုးတွေကတင်မင်းသမိုင်းရထားလိုင်းဖောက်ဖို့အတွက်စုဆောင်းခံရတဲ့လူတွေပေါ့နော်အားလုံးပေါင်း12000ကျော်လောက်တည်တယ်အဲ့ဒီမှာ12000ကျော်မှာတဝက်က Dutch လူမျိုးတွေနဲ့အမေရိကန်လူမျိုးတွေဖြစ်ပြီးတော့ကျန်တဲ့တဝက်ကတော့ local ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းပါတယ်နောက်တစ်ခုကထိုင်းဘက်ကဒီဘက်ကထိုင်းဘက်ကလူမျိုးတွေလည်းပါတယ်ပေါ့နော်ဆိုတော့ဒါသူတို့တွေကတည်သွားတဲ့လူတွေရဲ့လူတွေကိုဒီမှာမတရားအနေနဲ့ပေါ့နော်ရွှေတက်ဒါအနေနဲ့စုတောင်းခံရတော့တည်သွားတဲ့လူတွေရဲ့မတရားအုပ်ကြီးလောက်ထားတာဖြစ်ပါတယ်ဒီပြောဆိုတဲ့နာမည် GD Henry ဖြစ်တယ်နော် Army Service Cross ကသူတို့ဂျပန်လူမျိုးတွေကဂျပန်ပေါ့အဲခေတ်ကတော့ကျွန်တော်ဂျပန်နာဖက်စစ်တပ်ကဖက်စစ်ကနေပြီးတော့ဖက်စစ်လူမျိုးဖက်စစ်တပ်ကနေပြီးတော့ချွေးတက်သားအနေနဲ့ကျွန်တော်တို့သူတို့တောက်လျှောက်ပေါ့နော်ဖမ်းမိခံရတဲ့လူတွေကျွန်တော်တို့သူတို့တွေလည်းပြန်တိုက်တဲ့အချိန်မှာဖမ်းမိခံရတဲ့Dutch လူမျိုးတွေပေါ့နော်ပြီးရင်အမေရိကန်လူမျိုးတွေပြီးရင်အခြားသောတင်မင်းတန်ရထားလမ်းဖောက်တဲ့အချိန်မှာခြားသောသူတို့ပေါ်တာဒီခေတ်ဆိုရင်တော့ပေါ်တာဆွဲလို့ရတဲ့လူမျိုးတွေအားလုံးပေါင်းပြီးတော့သူတို့တွေဒီကချနာပူရီကနေပြီးတော့ကျွန်တော်တို့မွန်ပြည်နယ်ကျွန်တော်တို့မွန်ပြည်နယ်ဘက်ကိုထွက်တဲ့ရထားလမ်းပေါ့နော်အဲ့ရထားလမ်းကိုသူတို့ဖောက်ဖို့စီစဉ်တာပေါ့နော်ဂျပန်တွေကဖောက်ဖို့စီစဉ်တဲ့အချိန်မှာခုနပြောသလိုတိုက်ပွဲတွေကြောင့်ဖမ်းမိလာတဲ့လူမျိုးတွေရှိမယ်အဓိကတော့ Dutch နဲ့အမေရိကန်လို့ရေးထားတာတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်ကဒေသခံလူမျိုးတွေပါမယ်မြန်မာပြည်ဘက်ကဖန်ခံရတဲ့လူတွေပါတယ်ပေါ့နော်အဲ့ဒီလူတွေကိုဒီမှာဒီရောက်တဲ့အချိန်မှာအဲ့ရထားလမ်းဖောက်တော့အဲ့မှာယောဂါတွေပြင်းပြင်းထန်ထန်ပေါ့နော်ဖြစ်တယ်ယောဂါတွေပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့ဒီယောဂနဲ့သေဆုံးသွားတဲ့လူတွေပေါ့နော်သေဆုံးသွားတဲ့လူတွေကိုအောင်းမွေးပွဲပေါ့ဒီဂျပန်ဆွေးတဲ့ဆွဲခံရတဲ့လူတွေအောင်းမွေးပဲလှုပ်ထားတာတွေ့ရဒီမှာဆိုရင်ဒါသူတို့ရဲ့စားစဉ်လေးဆက်ကသူတွေဖြစ်နိုင်တယ်ပေါ့နော်ပန်းစည်းလေးလာချလာတွေ့ရနော်အဲ့တော့ဥမာဆိုပါတော့သူတို့ရဲ့သားသမီးတွေမြင်းမြစ်တွေဒီဘက်နိုင်ငံကိုလာတဲ့ချိန်မှာသူတို့ဘိုးဘေးပြည်နေဖြစ်ခဲ့ပုံရတယ်ပေါ့နော်အဲ့လို1943မှာသေတယ်အသက်22နှစ်ပဲရှိသေးတယ်ခံပြီးပေါ့နော်အဲ့တော့သူ့ရဲ့သားသမီးမြင်းမြစ်တွေဖြစ်ပုံများတယ်ဗျအခုမှသူကပန်းစည်းလေးလာချတာလက်လက်ပဲရှိသေးတယ်အဲ့တော့ဒီဘက်နိုင်ငံတွေကိုလာရင်လည်းသူတို့သားသမီးမြင်းမြစ်တွေကသူတို့ဘိုးဘွားတွေကိုလာပြီးတော့
ဂါရဝပြုတဲ့သဘောပေါ့နော်အဲ့မှာလာပြီးအောင်းမှုပဲလာလောက်ထားတဲ့ဟာတွေတွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကချနာပူရီမှာရှိတဲ့အောင်းမှုပဲချွတ်သက်သားနဲ့အဆူတောင်းခံရတဲ့ test လူမျိုးတွေနဲ့အမေရိကန်လူမျိုးတွေဗမာလူမျိုးတွေရဲ့အောင်းမှုပဲသတိရပွဲတင်ကြိုင်ဖြစ်ပါတယ်စစ်တင်ကြိုင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ channel ကနေပြန်လည်ပြီးတော့subscribe မလုပ်ရသေးဘူးဆိုတော့လုပ်ပေးတာရပါတယ်နော်ဒါကချနာပူဒီမှာရှိတဲ့ကျွန်တော်တို့ချွေးသက်သားအနေနဲ့ဒီတင်းတင်းတမန်ရထားလန်းပေါက်တဲ့နေမှာချွေးသက်သားအနေနဲ့စုဆောင်းခံရတဲ့ test လူမျိုးတွေအမေရိကန်လူမျိုးတွေအဲ့ဒီလူမျိုးတွေကယောဂါတွေဖြစ်ပြီးတော့နှိမ့်ဆက်ခံပြီးတည်ဆုံးသွားကြတာပေါ့နော်အဲ့ဒီဟာအကြောင်းကိုဒီမှာရေးထားတာဖြစ်ပါတယ်ပြီးတော့အောင်းမျိုးပဲသတိရပဲပုံပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုတာနော်နောက်ထပ်ပြီးတော့လည်းကချနာပူဒီမှာဆက်သွားမယ်ဘိုင်းလေးတွေရှိနေထပ်လက်တင်ဆက်ပါအောင်မယ်ကျွန်တော်ရဲ့ channel ကို like and subscribe မလုပ်ရသေးဘူးဆိုလည်း like and subscribe လုပ်ထားပေးပါဦးလို့ပြောကြရင်းနေပဲအားလုံးကျေးဇူးတင်ပါတယ်